ဘယ်လိုတရားစကားမျိုးကိုပြောခြင်းတော့ဆိုတော့ဘဝခန္ဓာကိုရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းတွေရဲ့နာမ်ပိုင်းဆိုင်ရာအဖွဲ့အစည်းတွေရဲ့ပေါင်းစုပြီးတော့အဖွဲ့အစည်းတည်ဆောက်တာရုပ်နဲ့နာမ်နဲ့ပေါင်းပြီးတော့တည်ဆောက်တာဥပြီးတော့ရှင်းအောင်ပြောရရင်ရုပ်နဲ့စိတ်နဲ့ပေါင်းပြီးတော့တည်ဆောက်တာနော်အဲ့ဒါရုပ်အဖွဲ့အစည်းတဲ့စိတ်အဖွဲ့အစည်းကပို့ပြီးတော့အရေးပါတယ်ဆိုတာလေးကိုဒီနေ့ရှုတော်2မျိုးလောက်ကနေကြည့်ပြီးတော့ယောဂီတို့ပြောကြပါတယ်နော်ရှုတော်2မျိုးကဘာလဲဆိုတော့လှပခြင်းရဲ့ကျမ်းမာခြင်းရဲ့ရုပ်ပဲဖြစ်ဖြစ်စိတ်ပဲဖြစ်ဖြစ်အယုတ်ဆိုးအကြည်တန်တာရှိတယ်တင့်တယ်လှပတာလည်းရှိတယ်အဲ့ဒါလိုပဲတစ်ဖက်မှာလည်းပဲရုပ်ပဲဖြစ်ဖြစ်စိတ်ပဲဖြစ်ဖြစ်ကျမ်းမာတာရှိတယ်မကျမ်းမာတာရှိတယ်ဟုတ်လားဘုံမောတရားဟောရင်နည်းနည်းလေးလောဘကြီးတော့2မျိုးလောက်ပြောရင်အမှားတော့1မျိုးချင်းစီပြောရင်တော့ပိုရှင်းမှာပေါ့နော်အဲ့တော့ရုပ်ပဲဖြစ်ဖြစ်စိတ်ပဲဖြစ်ဖြစ်အယုတ်ဆိုးခြင်းလှပခြင်းဆန့်ကျင်ဘက်အနေနဲ့တွဲရှိတယ်ဟိုဘက်မှာလည်းပဲကျမ်းမာခြင်းနဲ့မကျမ်းမာခြင်းဆိုပြီးတော့လည်းတွဲရှိတယ်ဟုတ်လားဒါဒီနေ့ကိုယ့်ရဲ့စိတ်ကလေးတွေတန့်ရှင်းဖို့ဖြူရှင်းဖို့လှပဖို့ဒါကရှုထောင့်တစ်မျိုးပေါ့နောက်ကိုယ့်ရဲ့စိတ်ကလေးတွေကျမ်းကျမ်းမာမာခိုင်ခိုင်မာမာတောင်းတောင်းတင်းတင်းရှိနေဖို့ဒါကရှုထောင့်တစ်မျိုးပေါ့နော်အဲ့ဒါ2မျိုးပြောခြင်းနည်းနည်းလေးကိုယ်စိတ်ထဲမှာဒီအကြောင်းအရာလေးကတော်တော်အရေးပါတယ်လို့ထင်တယ်အခုဘုံဘုံတို့တရားနာတာပဲဖြစ်ဖြစ်တရားအထုတ်ကြတာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုမျိုးစုံပဲကုသိုလ်ကောင်းမှုဆိုပြုကြတာပဲဖြစ်ဖြစ်အဲ့လိုပြုကြတယ်ဆိုတာဘာလဲလို့မေးရင်ကိုယ့်ရဲ့စိတ်ကိုအရည်အသွေးရှိလာအောင်အရည်အသွေးကြီးတဲ့ကြီးလာအောင်ကြိုးပမ်းအထုတ်ကြတာဟုတ်လားရှုပ်ပိုင်းဆိုင်ရာကိုမုန်းမှန်တာမဟုတ်ဘူးအတိတ်ကစိတ်ပိုင်းဆိုင်ရာကိုမုန်းမှန်တာဟုတ်လားဒါကအလွန်မှလည်းပဲသဘာဝကျတယ်ဘာဖြစ်လို့ဆိုတော့ဘုံဘုံတို့ရဲ့ရုပ်ခန္ဓာကြီးကသူကကောင်းတဲ့ကောင်းအောင်သူကလှုပ်လို့မရဘူးတဖြည်းဖြည်းနဲ့သူကအရည်သွေးကျပြီးတော့ညံဖြင်းတဲ့ညံဖြင်းပြီးတော့နော်ဒီလိုနဲ့ပဲသူကသွားမှာဟုတ်တယ်မဟုတ်လားဒီရုပ်အစုဝေးကြီးကမွေးရစပြီးတော့ခုချိန်ထိလက်တွေ့ကြကြကြည့်ကြည့်လိုက်ပိုးကောင်းလာလားပိုးဆိုးလာလားပိုးဆိုးလာနော်ရှေ့တိုးရင်လည်းပဲဆိုးတဲ့ဆိုးဖို့ပဲရှိတယ်ဒါကမလွဲနိုင်တဲ့လမ်းပေါ့နော်ပိုးပြီးတော့အိုးလာမယ်ပိုးပြီးတော့နားလာမယ်နောက်ဆုံးမခံမရနိုင်ဖြစ်လာတဲ့တနေ့မှာဘာဖြစ်သွားမလို့သေသွားမယ်ပေါ့နော်အဲ့တော့ရုပ်ခန္ဓာကြီးကအိုခြင်းနာခြင်းကိုဖြတ်တန်းပြီးတော့ပျက်စီးခြင်းတွေကိုသွားနေတာပြောရရင်သူကရှေ့တိုးပိုးအိုမယ်ရှေ့တိုးရင်ပိုးပြီးတော့နာမယ်ဟုတ်လားအဲ့တော့ရုပ်ခန္ဓာကြီးကိုဘုံဘုံတို့ကကောင်းတဲ့ကောင်းအောင်တကယ်ကလှုပ်လို့မရဘူးနည်းနည်းလောက်လေးထိန်းတာလေးလောက်ပေါ့ဟုတ်လားဘလို့ပဲထိန်းထားတာပြီးတော့လည်းပဲအိုးသွားတာပဲပြီးတော့လည်းပဲနာရတာပဲဘာမှလှုပ်လို့မရဘူးဘလို့လူမှရှောင်လို့မရဘူးဟုတ်လားဒါပေမဲ့စိတ်ကိုကြတော့မအိုးအောင်မနာအောင်ဟောခုနကတော့ပြောတဲ့လှပခြင်းနဲ့ကျမ်းမာခြင်းလှပတယ်ဆိုတာစိတ်ကိုအယုတ်မဆိုးအောင်စိတ်ကိုအကြီးမတန်အောင်နောက်ကျမ်းမာတယ်ဆိုတာစိတ်ကိုမနာအောင်ခြုံပြောရရင်စိတ်ကိုအရည်အသွေးရှိတဲ့ရှိအောင်စိတ်ကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်လုပ်လို့ရတယ်ရုပ်ခန္ဓာနဲ့စိတ်ခန္ဓာနဲ့အဓိကကွာခြားချက်ကြီးကအဲ့ဒီနေရာမှာလည်းပဲထင်ရှားတယ်ဟုတ်လားရုပ်ခန္ဓာကတော့တဖြည်းဖြည်းနဲ့သူကဆိုးသွားမယ်ကောင်းအောင်လုပ်လို့မရဘူးသူကအကြပဲကြီးသွားနေတာစိတ်ခန္ဓာကြတော့အဲ့လိုမဟုတ်ဘူးကောင်းတဲ့ကောင်းအောင်လုပ်လို့ရတယ်အရည်အသွေးရှိတဲ့ရှိအောင်လုပ်လို့ရတယ်ဟုတ်လားအရိယာအစဉ်စဉ်ဖြစ်ပြီးတော့နောက်ဆုံးယဟန္တာဖြစ်သွားတယ်ဆိုတာနော်စိတ်ခန္ဓာစိတ်အစုအဝေးကြီးယာနှုံးကြီးလှပသွားတာတင့်တယ်သွားတာ
စိတ်ခန္ဓာစိတ်အစုဝေးကြီးယာနှုံးပြီးကျမ်းမာသွားတာဟုတ်လားလုံးဝအပြည့်ကင်းစင်ကြယ်ပြီးတော့လုံးဝချမ်းသာတဲ့အဆင့်ကိုရောက်သွားတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုကောင်းအောင်လုပ်လို့ရတယ်လုပ်လဲလုပ်တဲ့နယ်လို့ခံယူချက်ကလေးရှိတဲ့အတွက်ကြောင့်လည်းပဲဒါလုပ်နေကြတာပေါ့နော်ဒါကိုပြန်ပြီးတော့စဉ်းစားမိသေးခြင်းတာရုပ်ခန္ဓာကြီးကတော့ကောင်းတဲ့ကောင်းအောင်လုပ်လို့မရဘူးထိယုံလေးပဲထိဒီလိုနဲ့ပဲထိနေကြရပဲပြိုပြက်ပြီးတော့သွားရမယ်ဟုတ်လားစိတ်ခန္ဓာကတော့ကောင်းတဲ့ကောင်းလုပ်လို့ရတယ်ပူပူပြီးတော့ကောင်းအောင်ကြိုးစားရမယ်ဘုံဘုံတို့အသက်တွေကရပ်မနေဘူးတဖြည်းဖြည်းနဲ့ကြီးလာတယ်ဟုတ်လားလူကတဖြည်းဖြည်းနဲ့အသက်ကြီးလာတယ်အသက်ကြီးလာတယ်ဆိုလို့ရှိရင်ရုပ်ခန္ဓာကတော့ तू ဟာအရည်သွေးကျသွားတဲ့အတွက်ကြောင့်နော်ဘာမှ तू ဟာပြောလို့မရတော့ဘူးပေါ့နော်အဲ့တော့စိတ်ခန္ဓာကိုတော့ဘုံဘုံတို့ကပိုးပြီးတော့ကောင်းတဲ့ကောင်းအောင်အသက်ကြီးလာတာနဲ့အမျှမလုံးသင့်ဘူးလားနော်လူကအသက်ကြီးလာတဲ့စိတ်ကဘာမှပြောင်းလဲမှုမရှိဘူးအရည်သွေးကဘာမှတက်မလာဘူးဆိုရင်ဒါကအဆင်မပြေဘူးဟုတ်တယ်မဟုတ်လားဟာအရင်ရက်ကလည်းဒီတိုင်းအရင်လကလည်းဒီတိုင်းအရင်နှစ်ကလည်းဒီတိုင်းခုလည်းဒီတိုင်းဘာမှမပြောင်းလဲဘူးစိတ်ရဲ့အရည်သွေးကဘာမှတက်မလာဘူးဆိုရင်ဒါတော်တော်ကိုပဲအဆင်မပြေဘူးလို့ဆိုရမယ်ပေါ့နော်ဆိုကြပါစို့လူကအသက်ကြီးလာတယ်ဟာအသက်30 40ရောက်လာတယ်အဲ့ဒါကို तू ကကလေးကစားစရာလေးတွေနဲ့ကစားနေမယ်ဆိုရင်ကြည့်ရတာဘလို့တော့မလိုက်ဖက်တော့ဘူးဟာဒီလိုယူမြန်ယူနေလားဒါမှမဟုတ်မွေးရပါအုံအောင်များချွတ်ယွင်းနေသလားတချို့မွေးရပါအုံနောက်ချွတ်ယွင်းတဲ့လူတွေအသက်က3 40ရှိနေတာသူကကလေးစိတ်ဆိုတော့ဘာလို့ကလေးကစားစရာလေးတွေနဲ့စော်လို့ရှိသေးရဲ့နော်ဟုတ်လားဒါဥပမာပြောတာဟုတ်လားအဲ့လိုပဲဘုံဘုံတို့ကအခုအသက်တွေသာကြီးလာတာစိတ်ကဘာမှမပြောင်းလဲတဲ့အခါကျတော့အဲ့ဒီအုံနောက်မပြည့်တဲ့ကြက်မပြည့်တဲ့ကလေးတွေကကစားစရာလေးတွေနဲ့ဆော့နေကြသလိုဦးဇင်းတို့တွေကလည်းပဲအဲ့ဒီအနေထားမျိုးကြီးငါလည်းပဲအဲ့လိုအနေထားပဲရှိပါသေးလားဆိုတော့မြင်အောင်ကြည့်တတ်ဖို့မလိုဘူးလားအသက်ကြီးလာရင်သဘောထားတွေကြီးလာဖို့ခွင့်လွှတ်မှုတွေကြီးလာဖို့သိခံမှုတွေကြီးလာဖို့နော်စိတ်ကောင်းနှလုံးကောင်းတွေကြီးလာဖို့နော်သိတာမြင်တာတွေများလာဖို့မလုပ်ကြရမှာတော့ကြိုးပမ်းကြရမယ်အဲ့လိုကြိုးပမ်းတဲ့အနေထားမျိုးမှာအခုဒီကနေ့ပြောမှာ2 ချက်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုနော်အယုတ်ဆိုရင်အကြီးတန်းခြင်းမဖြစ်အောင်လှပခြင်းတင့်တယ်ခြင်းဖြစ်အောင်ကြိုးစားကြရမယ်အချက်တစ်ချက်နောက်ကိုယ့်ရဲ့စိတ်ကိုနော်မကျမ်းမာနော်နာဖျားနေတဲ့အနေထားကနေပြီးတော့ကျမ်းမာအောင်ချမ်းသာအောင်နော်ခိုင်ခိုင်မာမာတောင့်တောင့်တင်းတင်းဖြစ်အောင်လုံးနိုင်ဖို့တစ်ချက်2 ချက်ပြောမယ်နော်2 ပိုင်းလေးပြောမယ်အဲ့ဒါဂါထာလေး2 ပုဒ်ကိုအခြေခံပြီးတော့ဘုံဘုံတို့ပြောပြမယ်ပထမဂါထာလေးကအပြောထားတော့ဆိုတော့ကာယေမလံမုပိခာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလီတန်တော်ပုတိကာယောပိပူစီတော်တဲ့အလွန်ကောင်းတဲ့ဒီဂါထာလေးဟုတ်လားကာယေမလံမုပိခာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလီတန်တော်ပုတိကာယောပိပူစီတော်ကာယေယုတ်ခန္ဓာ၌ဖြစ်ပေါ်နေသောမလံအညစ်အကြေးကိုဥပိခာယလေးလျူရှု၍စိတ်တေမလံစဒောဝတုစိတ်မှာဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းရှင်းအောင်ရှင်းကြောပါတဲ့နော်ရုပ်ခန္ဓာမှာဖြစ်နေတဲ့အညစ်အကြေးကိုလေးလျူရှုပြီးတော့စိတ်ခန္ဓာမှာဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းအောင်ရှင်းပါတဲ့ဘုံဘုံတို့မနဲ့လင်းလာပြီဆိုတာနဲ့ရုပ်ခန္ဓာမှာတော့အညစ်အကြေးတွေပေးနေကြည့်ရတာတော့အစင်မပြေဘူးမတင့်တယ်ဘူးဆိုပြီးတော့လင်းလင်းချင်းအိယာနိုးတာနဲ့တော့ချင်းကြီးချင်းငယ်စွန့်ပြီးဘာလို့ကြမျက်နှာပစ်ကြတယ်ဆေးကြကြောကြတယ်ဟုတ်လားအညစ်အကြေးတွေပေးနေလို့ရှင်ကြည့်လို့မကောင်းလို့မတန့်ရှင်းလို့မတတ်ရက်လို့ရုပ်ခန္ဓာကိုဘာလို့ကြရတော့ဆေးကြောကြရတာအဲ့ဒါနေလေနေငယ်တချို့ဆို2 ခါ 3 ခါတောင်မှရေချိုးပြီးတော့ဆေးကြရတာမရှိဘူးလားရှိရနော်ခန္ဓာကိုယ်ကိုတန့်ရှင်းအောင်လုပ်ရတာဟုတ်လားဒီမှာတော့သူကဘာပြောထားတော့ကာယေမလံမုပိခာယတဲ့နော်ရုပ်အညစ်အကြေးကိုလေးလူရှု၍တဲ့လေးလူရှု၍ဆိုတာကနော်ရုပ်ခန္ဓာကြီးကိုတန့်ရှင်းအောင်မလုပ်ရဘူးဆေးကြောရဘူးလို့ဆိုလိုတာတော့မဟုတ်ဘူးသူဆိုလိုတာကရုပ်ခန္ဓာကြီးဆိုတာကဘလောက်ဆေးဆေးဘလောက်တန်ရှင်းအောင်လှုပ်လှုပ်တကယ်သူ့ရဲ့ပင်ကိုယ်ကအညစ်အကြေးတုံးကြီးဖြစ်နေတဲ့အတွက်ကြောင့်တန်ရှင်းအောင်ပြောင်းရှင်းအောင်လှုပ်လို့မရဘူးရလဲအခိုက်အတန့်လေးပဲပေါ့နော်ဟုတ်လားဒါကြောင့်မလို့သူ့ကိုသိပ်ပြီးတော့စိတ်ထဲမှာအလွန်ကြီးအရေးပါတယ်လို့မထင်နဲ့ပေါ့နော်တန်တန်ရှင်းရှင်းလေးဖြစ်အောင်တော့နေကြရမှာပေါ့ဟုတ်လားသူတို့သူ့တက်ပို့ပြီးတော့အရေးပါတာဘာတော့စိတ်ခန္ဓာတန့်ရှင်းမှုဖြူစင်မှုကပို့ပြီးတော့အရေးပါတယ်ဟုတ်လားဒါကြောင့်ကာယေမလံမုပိခာယ
ရုပ်အညစ်အကြေးကိုလေးလူရှုပြီးတော့စိတ်တွေမလန်ဆဒေါတို့စိတ်အညစ်အကြေးကိုတန့်ရှင်းအောင်လုပ်တဲ့စေကြောတဲ့ဘာပုလို့တော့တဲ့စိတ်တေဟိနေမလေတန်တော်ပုတိကာယောပိပူစီတော်တဲ့ဒါလေးကစိတ်ဖြူစင်တန့်ရှင်းရင်နော်အထွတ်အထိပ်အနေအထားကိုရောက်သွားတယ်ဆိုတာလေးကိုတူတူတုတ်တုတ်နဲ့ပြောထားတာစိတ်တေဟိနေမလေတန်တော်တဲ့စိတ်မှာအညစ်အကြေးကင်းပြီဆိုရင်အဲ့ဒီသူတော်ကောင်းကိုပုတိကာယောပိပူစီတော်ပုတ်သောခန္ဓာပင်ရှိပါတော်လည်းပဲပူဇော်ထိုက်တယ်တဲ့ဟောနော်ရုပ်ညစ်ကြေးကိုလေးလူရှုတော့စိတ်ညစ်ကြေးကိုဆေးကြောဘာဖို့လို့တော့စိတ်ညစ်ကြေးများတကယ်လို့ပြောင်းဆင်ခဲ့မယ်တန့်ရှင်းခဲ့မယ်ဆိုလို့ရှိရင်ရုပ်ခန္ဓာကြီးဘလို့ပဲမတတ်မရှင်းဖြစ်နေတော့လည်းပဲအဲ့ဒီသူတော်ကောင်းဟာပူဇော်ခြင်းကိုခံယူထိုက်တဲ့အနေအထားကိုရောက်သွားတယ်ဆိုလိုတာကစိတ်ညစ်ကြေးကင်းရင်ဘာဖြစ်သွားတယ်သူတော်ကောင်းဖြစ်သွားတာဟုတ်လားသူတော်ကောင်းဆိုတာစိတ်အငြိကြီးကင်းရင်ကင်းသလောက်သူတော်ကောင်းအမည်နဲ့ထိုက်တန်တာပဲလေဟုတ်လားစိတ်အငြိကြီးများရင်များသလောက်သူတော်ကောင်းအမည်နဲ့မထိုက်တန်ဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်တန့်ရှင်းအောင်ဘာလို့ရမလို့ကြိုးရရမယ်အဲ့တော့ဒီစိတ်ကိုမဖြူမစင်ဖြစ်အောင်မတန့်မရှင်းဖြစ်အောင်တော့ညင်နွားအောင်ဘယ်ຢာတွေကအယောင်ဆိုးနေတာတော့ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လားဘုန်းဘုန်းတို့ဒေသနာလေးတစ်ခုရှိတယ်ပါပတ္တရမိဒံဘိက္ခွေစိတ်တံအာဂန္တုကေဟိဥပကိလေတိဟိဥပကိလေထံစိတ်ရဲ့ပင်ကိုယ်သဘောကအလွန်မှဖြူစင်တန့်ရှင်းတဲ့သဘောရှိတယ်အယောင်တောင်ထွက်နေတယ်လို့ပြောတယ်နော်ပါပတ္တရပြုတ်ပြုတ်ပြက်ပြက်ထွက်နေတယ်ဒါတင်စားပြီးတော့ပြောတာပေါ့နော်စိတ်ဟာအလွန်မှတန့်ရှင်းတယ်ဒါပေမဲ့လို့အာဂန္တုကေဟိဥပကိလေတိဟိဥပကိလေထံဧည့်သည်တဖွဲ့ဖြစ်တဲ့ယာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတော်ကြောင့်ဒီစိတ်ဟာညင်နွမ်းသွားရတယ်တဲ့ဟောအဖြေပေါ်လာပြီနော်စိတ်ဘာကြောင့်နမတတ်မရှင်းမတတ်မရက်ညင်ညင်နွမ်းနွမ်းဖြစ်နေရသလဲလို့မေးရင်ຢာကဆိုတဲ့ဆွမ်းမဲ့မှုဒေါသဆိုတဲ့မကျေနပ်နိုင်မှုမောဟဆိုတဲ့အမှန်မသိမှုဟုတ်လားဒီလိုတရားတွေခေါင်းဆောင်တဲ့စိတ်ရဲ့အညစ်အကြေးစိတ်ကိုညင်နွမ်းစေတဲ့ကိလေသာတရားတွေကစိတ်ကိုအယောင်ဆိုးလို့စိတ်ဟာညင်နွမ်းရတာသမနာလိုမှုတွေများတယ်ဝန်တိုမှုတွေများတယ်ဒါစိတ်ညစ်နွမ်းရတယ်နော်ကိုယ်မှာရှိတဲ့အပြစ်ကိုဖုံးကွယ်ထားခြင်းနဲ့ကိုယ်မှာမရှိတဲ့ဂုဏ်ကိုဖော်ရင်နဲ့မာယာတာထေရခေါ်တာပေါ့နော်ဒါစိတ်ကိုညစ်နွမ်းစေတယ်ဟုတ်လားစိတ်ကိုညစ်နွမ်းစေတဲ့တရားတွေကိုဘုံဘုံတို့ဝိတ္တသုတ်တန်ထဲမှာဆိုမြတ်စွာဘုရား18မျိုးလောက်တောင်ဟောထားတာရှိတယ်ဟုတ်လားထောင်လွှားတဲ့သဘောအလွန်ထောင်လွှားတဲ့သဘောရှင်းမှုတဲ့သဘောတော့ကြည်သူကန်းတဲ့သဘောဂုံတုဂုံပြိုင်လှုပ်ခြင်းတဲ့သဘောဟုတ်လားသူများပစ္စည်းလိုချင်တဲ့သဘောမကျေနပ်တဲ့သဘောရန်ညိုးဖွဲ့တဲ့သဘောနော်အစီအစဉ်တကြတော့ဘုံဘုံမမှတ်မိပါဘူး18မျိုးလောက်မြတ်စွာဘုရားဟောတယ်အဲ့ဒီသုတ်တန်လေးဆိုအလွန်ကောင်းတယ်နော်ဥမာလေးပေးထားတာလေးကိုကစမျက်နှိုးစရာကောင်းတယ်ဘာနဲ့ဥမာပေးအောင်ဆိုတော့အဝတ်ကိုဆေးဆိုးတဲ့ဆေးဆိုးသမားနဲ့ဥမာပေးတယ်နော်အဝတ်တစ်ထည်ကညှင့်နွမ်းနေတယ်မတတ်မရှင်းမတတ်မရကြီးတွေညိုတွေပေးနေတယ်ဆိုရင်အဲ့ဒီအဝတ်ဆိုးမဲ့လူကအဲ့ဒီအဝတ်ကိုသူကြိုက်တဲ့အယောင်ဆိုးလို့မရနိုင်ဘူးတဲ့နော်အနေရောင်တင်လို့လဲအနေရောင်မထွက်နိုင်ဘူးအဝါရောင်တင်လို့လဲအဝါရောင်မထွက်နိုင်ဘူး။ဆိုပင်ကိုသူဆိုးမဲ့အဝတ်ကြီးကကြီးတွေနဲ့ညှင့်နေတာအဲ့ဒီကြီးရောင်တွေနဲ့ရောပြီးတော့ထွက်ချင်တဲ့ရောင်ထွက်လာမှာသူကြိုက်တဲ့အယောင်ချေလို့မရအဲ့လိုဘာလို့ဖြစ်အောင်ဆိုအဝတ်ကညှင့်နေလို့ပေါ့နော်အဲ့လိုပဲစိတ်ကညှင့်နေတယ်မဖြူစင်ဘူးမတန့်ရှင်းဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကောင်းရမြတ်ဘဝကိုမရောက်နိုင်ဘူးတဲ့ယုံညံ့တဲ့ဘဝတွေကိုပဲရောက်မယ်တဲ့ဟုတ်လားအကယ်၍သာစိတ်ကဖြူစင်မယ်ဆိုလို့ရှိရင်တော့ကောင်းရမြတ်ကိုရောက်မယ်သူကြတော့ဥမာဘယ်လိုပေးတော့ဂျင်းညောက်ကင်းတဲ့ဖြူစင်တန်ရှင်းတဲ့အဝတ်ကိုဆေးဆိုးတဲ့လူကသူကြိုက်တဲ့အယောင်ဆိုးလို့ရတယ်ပင်ကိုကဖြူစင်နေတာကိုဘလို့အယောင်ပဲတင်လိုက်တောက်တောက်ပပသူတင်တဲ့အယောင်ကထွက်လာမှာပေါ့နော်အဲ့လိုပဲဖြူစင်တန်ရှင်းတဲ့စိတ်နဲ့ကိုလိုချင်တဲ့မြင့်မြတ်တဲ့ဘဝတွေကိုရနိုင်တယ်အဲ့ဒီမှာမြတ်စွာဘုရားတစ်ဆက်တည်းတော့စိတ်ကိုဘယ်ရာတွေကညင်နွမ်းအောင်လုပ်တယ်လဲဆိုတာလေးကိုဟောတာအနှစ်ချုပ်ပြောရလို့ရှိရင်လောဘဒေါသမောဟတရားတွေကစိတ်ကိုညင်နွမ်းအောင်လုပ်တာပဲဟုတ်လားအဲ့တော့အဲ့ဒီညင်နွမ်းစေတဲ့တနည်းအားဖြင့်ပြောရင်စိတ်ကိုအယုတ်ဆိုးစေတဲ့အကြီးတန်းစေတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘုံဘုံတို့ပြောင်းစင်တန်ရှင်းအောင်လုံနိုင်တဲ့လောက်ဘာဖြစ်တယ်ခေါ်ရတာတော့သူတော်အောင်ဖြစ်တယ်ခေါ်ရတာဟုတ်လားဒါလေးကိုရှင်းသားနော်စိတ်အညစ်အကြေးကင်းခြင်းရဲ့အထွတ်အထိပ်အကျိုးကျေးဇူးကိုပြောတာဟုတ်လားဒီနေရာမှာဘုံဘုံတို့ပြောကြကောင်းတဲ့ဒေသနာလေးတစ်ခုကစိတ်ကဖြူစင်တန်ရှင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန်မြင်နိုင်တယ်သူတို့ဘာရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန်မြင်နိုင်တယ်
ဉာဏ်အစစ်စစ်မြင့်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုတော့မျက်မှောက်ပြုနိုင်တဲ့အတိရုဉာဏ်တို့ကိုရမယ်လို့မြတ်စွာဘုရားဟောတာလည်းရှိတယ်စိတ်ဖြူရင်ဘာအကျိုးကျေးဇူးရှိလဲလို့မေးရင်အဲ့ဒါလေးကိုအမှတ်ရတဲ့စိတ်ဖြူရှင်တန်ရှင်းရဲ့တန်ရှင်းတဲ့လောက်စိတ်ကသိနိုင်မြင်နိုင်စွမ်းအားမြင့်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ကိုတောင်သူမြင်နိုင်တဲ့အဆင့်ကိုရောက်သွားတာအဲ့ဒါကြတော့မြတ်စွာဘုရားဥမာဘယ်လိုပေးတုံးဆိုတော့ရေကန်တကန်ကအလွန်မှကြည်လင်တန့်ရှင်းနေတယ်တဲ့အဲ့လိုဆိုလို့ရှိရင်အဲ့ဒီရေကန်ထဲကိုကြည့်လိုက်တာနဲ့ရေကန်ထဲမှာရှိတဲ့ကြောက်စတဲ့ခဲလေးတွေသွားနေတဲ့ငါးလေးတွေဖားလေးတွေကျွေနေတဲ့တိရွယ်လေးတွေအရှင်းသားအထင်းသားဘာဖြစ်နေတော့မြင်နေရတယ်ဘာလို့ဆိုရေကကြီးနေတာဟုတ်လားရေကကြီးလင်းနေတော့ရေထဲမှာဘာရှိရဲဆိုအကုန်မြင်နေရတယ်အဲ့လိုပဲစိတ်ကဇာကဒေါသမောဟကင်းပြီးတော့ကြည်လင်တန့်ရှင်းနေမယ်ဆိုလို့ရှိရင်အဲ့ဒီကြည်လင်တန့်ရှင်းတဲ့စိတ်ကသိနိုင်တယ်မြင်နိုင်တယ်ဘာကိုသိနိုင်မြင်နိုင်လို့နံပါတ်1အထထံပိယထာဘူတံပဇာနာတိကိုယ့်ရဲ့စစ်မှန်တဲ့အကျိုးစီးပွားဟာဘာဆိုတာကိုသိနိုင်တယ်ငါချမ်းသာအောင်ဘယ်လိုလုပ်ရမလဲနောက်သူတို့ဘာရဲ့အကျိုးစီးပွားသူများချမ်းသာအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာလည်းကောင်းကောင်းသိတယ်အကျိုးစီးပွားတွေကိုမြင်တယ်တဲ့နောက်ဆုံးဥတ္တရိမနုဿဓမ္မတဲ့လူသားမှန်နေမသိနိုင်မမြင်နိုင်တဲ့ထူးကဲမြင့်မြတ်တဲ့ဇန်တရားမေတ္တရားဖို့တရားသစ္စာလေးပါးကိုထူးထွင်းပြီးတော့သိတဲ့နောက်ဆုံးဒုက္ခကိုငြိမ်းသွားစေတဲ့အတိရုဉာဏ်ဓူးတွေကိုတောင်မှဒီကြည်လင်တန်ရှင်းတဲ့စိတ်နဲ့ရလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ကိုယ်စိတ်ကလေးကိုဖြူရှင်တန်ရှင်းအောင်တနည်းအားဖြင့်တင့်တောင်တင့်တယ်လှလှပပဖြစ်အောင်မလုပ်ကြရမလို့ဆေးကြောကြရမယ်အညစ်အကြေးကိုပြောင်းရှင်းအောင်ကြိုးစားအထောက်ကြရမယ်ဟုတ်လားဒါကြောင့်စိတ်ကိုလှပအောင်လုပ်ဖို့လိုတယ်ဒါနဲ့လူတွေကတော့ထင်သာမြင်သာရှိတဲ့ရုပ်အစုအဝေးကြီးကြည့်ကောင်းအောင်ပဲအထူးသဖြင့်ဦးစားပေးရတာပေါ့ကိုယ့်ရဲ့စိတ်ကလေးကြည်ပျော်ရှုဖို့ဖြစ်အောင်လုပ်တဲ့အနေအထားကတွေးမိတဲ့အခါလောက်မှပဲလှုပ်ဖြစ်ကြတာဟုတ်လားဒါကြောင့်ကိုယ်စိတ်ကလေးကိုဘာလုပ်ရမလို့နံပါတ်1လှပအောင်တင့်တယ်အောင်တန့်ရှင်းအောင်ကြိုးစားရမယ်ဒါပဲနည်းနဲ့ကြိုးစားရမလို့မေးလို့ရှိရင်တတိပဋ္ဌာန်နည်းနဲ့ကြိုးစားရမယ်တတိပဋ္ဌာန်နည်းနဲ့ကြိုးစားလို့ရှိရင်စိတ်ရဖြူရှင်တန့်ရှင်းအပြည့်ကင်းလိမ့်မယ်လို့အတိအလင်းမြတ်စွာဘုရားဟောထားတာတရားပါဝါသနာပါတဲ့ပုဂ္ဂိုလ်တိုင်းအမှတ်အသားရှိထားပြီးသားအဲ့ဒီဟာလေးဟုတ်လားဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယဒီလိုစကားလေးတွေကိုနှုတ်ထဲမှာတိုးနေအောင်လေ့လာထားတဲ့နဲ့ဟုတ်လားဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယယံမေဃောဟောဒီတတိပဋ္ဌာန်တရား၄ပါးကိုပွားများအထောက်ချင်းဆိုတဲ့အကျင့်လန်းစဉ်သည်တတ္တနာဝိတုဒ္ဓိယတတ္တဝါတွေရဲ့စိတ်ကိုဖြူရှင်တန်ရှင်းအပြည့်ကင်းဖို့အတွက်ဧကာယနောရှောက်လန်းရမယ်တကြောင်ဒီတော်လမ်းဖြစ်တယ်တဲ့လမ်းတကြောင်နဲ့လို့တော့ဟောတာဒါကြောင့်တတိပဋ္ဌာန်တရားကိုကျင့်လို့ရှိရင်အခုဘုံဘုံတို့ဥတည်ပြီးတော့ပြောနေတဲ့စိတ်ရဲ့အည်အသွေးမြင့်ခြင်းဟုတ်လားစိတ်ရဲ့အညစ်အကြေးကင်းခြင်းတန့်ရှင်းခြင်းလှပတင့်တယ်ခြင်းဆိုတဲ့အနေအထားတွေကိုရနိုင်တယ်ပေါ့တတိပဋ္ဌာန်တရားဆိုတာဘာတော့အလိုရင်းပြောရလို့ရှိရင်ကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမြဲတမ်းအမှတ်ရနေအောင်ကြိုးစားတာကလေးတွေနားလည်အောင်ပြောရရင်စိတ်နဲ့ကိုယ်နဲ့ကပ်နေအောင်လုပ်နေတာဟုတ်လားကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမြဲတမ်းသတိရှိအောင်အားစိုက်နေတာ तू ကလုံနေကြအလုံးမဟုတ်တဲ့အတွက်ကြောင့်အမြဲတမ်းစိတ်ကိုတွေးကြင်ရတွေးငေးကြင်ရငေးအဲ့လိုထားတဲ့အလေးကျင့်ကြီးကလွှမ်းမိုးနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်မှာဒီဖြစ်နေတာလေးပေါ်မှာသတိလေးထားပါဆိုတော့လွယ်ပါလှဲ့ကဲနဲ့ခက်နေတယ်ပေါ့နော်ဒါမှမဟုတ်လွယ်မယောင်နဲ့ခက်တိမ်မယောင်နဲ့နဲ့တရားဆိုတာဟုတ်လားလှုပ်တဲ့ဖို့ကတော့ဘာမှမခက်ဘူးလုံနေဖို့ကြတော့ခက်တယ်ဟုတ်လားအခုကိုဘာဖြစ်နေလဲသတိလေးထားလိုက်ဘာခက်တယ်လဲဘာမှမခက်ဘူးလွယ်လေးဒါပေမဲ့အဲ့လိုလေးအမြင်နဲ့နေဖို့ကြတော့ဘာဖြစ်သွားပြီအကြီးကျယ်ခက်သွားပြီနော်အဲ့ဒါကြောင့်မို့လို့လည်းပဲတတိစွမ်းအားတွေနဲလို့မို့ဒီခန္ဓာကြီးကဘယ်လိုသဘောရှိပါလဲဆိုတဲ့အမှန်တရားကိုဘုံဘုံတို့သိမြင်တဲ့အပိုင်းအားနေတာပေါ့ဟုတ်လားအနေစာဒုက္ခအနတ္တနော်သိတယ်လို့မသိတယ်လို့ဟုတ်လားဝါတာတာနဲ့ဒီဟာကိုကြီးလင်းတန်ရှင်းမသိနိုင်ဘူးဖြစ်နေတယ်ဟုတ်လားဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီတတိထားတဲ့အပိုင်းအားနေလို့ဟုတ်လားဒါကြောင့်ကိုယ်ရုပ်ခန္ဓာကြီးဘလို့ဖြစ်နေတော့ထိုင်တဲ့အတိုင်းနော်ထိုင်နေတယ်ဆိုရင်လည်းထိုင်တဲ့အတိုင်းလေးဒါဒီတိုင်းလေးပဲသတိထားလိုက်အောင်ပဲဒါဒီတိုင်းဖြစ်နေတယ်လို့သိနေအောင်ပဲပြစ္ဆုတ်ပံလေးကိုသိခိုင်းတာပဲတကယ်တမ်းတဲ့ပြောရလို့ရှိရင်ဟုတ်လားဒါဝင်လေထွက်လေကိုဒလဇက်သတိလေးထားနေတဲ့အလေးကျင့်ကိုလုပ်ရင်ကျန်တာတွေကိုသဘောပေါက်နိုင်တယ်ပြစ္ဆုတ်ပံတိုင်းကိုသိခိုင်းနေတာသူကပြစ္ဆုတ်ပံတိုင်းကိုသိခိုင်းနေတာအခုတင်ပြီးခဲ့တာကိုစိတ်မရှိတော့နဲ့မထားအဲ့ဒီပေါ်မှာစိတ်မထားတော့နဲ့အခုလောလောဆယ်ဖြစ်နေတာကိုပဲစိတ်ကိုထားပြီးတော့သွားခိုင်းတာသဘောပေါက်လား
ရုပ်ပဲဖြစ်ဖြစ်ခံစားမှုပဲဖြစ်ဖြစ်အတွေးတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဖြစ်နေတာဖြစ်တော်သူဖြစ်เสียအကြောင်းရှိလို့ဒါကြီးကတားမရစီးမရဖြစ်နေတာကြီးပဲဟုတ်လားအဲ့ဒီဥစ္စာကိုဘုံဘုံတော့ဘာလုပ်ကြရမှာတော့ဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိနေဒါဒီတိုင်းမှလားဒီတိုင်းမှလားဖြစ်နေတာပါလားအဲ့လိုသိပါများလို့ရှိရင်ဒီဖြစ်ချင်းတရားတွေဟာမတည်မြဲတဲ့သဘောတွေတော့တစ်မျိုးပြီးတစ်မျိုးဖြစ်နေတဲ့သဘောတွေလို့တဖြည်းဖြည်းနဲ့သူတို့ရဲ့သဘာဝကိုဘာလို့လာမှာတော့နားလေလာမယ်အဲ့လိုနားလေလာလေးဆွဲမဲ့မှုຢာကဟုတ်လားမကျေနပ်မှုဒေါသအဲ့ဒါတွေကဘာဖြစ်လာမှာတော့တဖြည်းဖြည်းနဲ့နှဲပါလာမယ်ဟုတ်လားအဲ့လိုမကောင်းတာတွေနှဲပါသွားတာကိုပဲဒီစိတ်ကလေးတဖြည်းဖြည်းနဲ့တန့်ရှင်းလာတယ်နော်တင့်တယ်လာတယ်ကြည်ကောင်းရှုကောင်းဖြစ်လာတယ်လို့ပြောရတာပဲမဟုတ်ဘူးလားအဲ့ဒါကိုပြောတာနော်ဒါကြောင့်ပထမပိုင်းလေးဒါလေးကိုဘုံဘုံတို့တေချာလေးစဉ်းစားဟုတ်လားစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနောက်တင့်တောင့်တင့်တယ်ဖြစ်ဖို့အတွက်ဘယ်ဟာကအရေးကြီးသလဲဆိုတာလေးကိုစဉ်းစားဟုတ်လားနော်စိတ်လှဖို့နဲ့ရုပ်လှဖို့ဘယ်ဟာအရေးကြီးတော့စိတ်လှဖို့ကအရေးကြီးတယ်ရုပ်ကတော့ဘလောက်ပဲပြုပြင်ပြင်ဆင်ထားတာနော်အိုခြင်းသည်ရှိရှုနေတာဆိုတော့တဖြည်းဖြည်းနဲ့သူကသွားမှာပဲကြဆုံးမှာပဲဘယ်တော့မှအောင်မြင်မှာမဟုတ်ဟုတ်လားစိတ်ကိုလှအောင်လုပ်တဲ့လုပ်ငန်းကတော့ဘာဖြစ်တော့အောင်မြင်မှုရှိတယ်လှုပ်လို့ရတယ်လှုပ်လဲလှုပ်တဲ့ဟုတ်လားဒါကြောင့်မို့လို့သောသောကာထာလေးပြန်ပြောမယ်နော်ကာယေမလံမုပိခာယစိတ်တေမလံစာဒောဝတုစိတ်တေဟိနေမလေတန်တော်ပုတိကာယောပိပူစီတော်ကာယေမလံမုပိခာယကိုညစ်ကြီးကိုလေးလူရှု၍စိတ်တေမလံစာဒောဝတုစိတ်အညစ်ကြီးကိုဆေးကြောပါစိတ်တေဟိနေမလေတန်တော်ပုတိကာယောပိပူစီတော်စိတ်အညစ်အကြေးများအကယ်၍ယာနုမြပြောင်းစင်တန်ရှင်းခဲ့မယ်ဆိုရင်အဲ့ဒီသူတော်ကောင်းကိုပုတ်သောခန္ဓာပဲရှိတော်လည်းပဲပူဇော်တိုက်တယ်တဲ့အဲ့ဒီအဆင့်တောင်ရောက်သွားတာဟုတ်လားဒါလေးကတစ်ပိုင်းပေါ့နော်နောက်တစ်ဆင့်ဘုံဘုံတို့ဒီယုံနဲ့စိတ်နဲ့ပေါင်းပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအကြောင်းကိုပြောတဲ့နေရာမှာဘယ်ရှုတော့မှပြောရင်တော့ဆိုတော့ကျမ်းမာခြင်းမကျမ်းမာခြင်းရှုတော့မှနေပြောကြည့်ခြင်းဟုတ်လားအဲ့ဒီဥစ္စာကိုလည်းပဲကာထာလေးတစ်ပုဒ်ကိုပဲခြေခံပြီးတော့ပြောပါနော်သူလည်းပဲတော်တော်မှတ်သားရကောင်းတယ်အပြောထားတော့ဆိုတော့ကာယေရောဂံတိတိခာယစိတ်တေရောဂံစိတ်ကိစ္စတုနော်ဒုက္ခိတောကာယရောဂေပိစိတ်တေနိရာမယေတတိတဲ့ဒီကာထာလေးလည်းတော်တော်ကောင်းတယ်ကာယေရောဂံတိတိခာယရုပ်ခန္ဓာမှာဖြစ်နေတဲ့အနာရောဂါကိုတီးခံ၍တဲ့ဟောသူကြောင့်တစ်မျိုးလေးပြောတယ်နော်သောတော်ကတော့ရုပ်ညစ်ကြေးကိုလေးလူရှုရလို့ပြောတယ်ဟုတ်လားအခုကြတော့ဘာလို့ရုပ်ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုတီးခံ၍တဲ့ကာယေရောဂံတိတိခာယစိတ်တေရောဂံစိကိစ္စတုစိတ်မှာဖြစ်နေတဲ့ယောဂါကိုပြောင်းကူပါတဲ့ဟုတ်လားဘာဖြစ်လို့တော့တဲ့အကြောင်းပြချက်ကလေးကတော်တော်ကောင်းတယ်ဒုက္ခိတောကာယရောဂေပိစိတ်တေနိရာမယေတတိတကယ်လို့သာစိတ်ယောဂါကိုပြောင်းအောင်ကုလို့နော်စိတ်မှာယောဂါပျောက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ခိတောကာယရောဂေပိတဲ့ရုပ်ခန္ဓာကြီးယောဂဖြစ်နေရဲ့တန်းလန်းတဲ့ကိုပဲသူ့စိတ်ဟာချမ်းချမ်းသာသာရှိနေလိမ့်မယ်တဲ့ဟောဒီဥစ္စာတော်တော်ကိုပဲဘုံဘုံတို့စဉ်းစားကြရလဲကောင်းတယ်မှတ်သားကြရလဲကောင်းတယ်ဟုတ်လားစိတ်ယောဂသာပြတ်အောင်ကုနိုင်ရင်ရုပ်ယောဂရှိရဲ့တန်းလန်းတဲ့ကိုပဲဒီလိုဟာချမ်းချမ်းသာသာနေလို့ရတယ်တဲ့အဲ့ဒါအလွန်ကိုပဲဘုံဘုံတို့နော်စဉ်းစားတဲ့နဲ့တတိထားတဲ့အချက်ပဲပေါင်းစောတစ်ချိန်မှာဒီယုတ်ခန္ဓာကြီးကယောဂတွေနဲ့တပန်းလုံးအောင်ပါဟုတ်လားအဲ့ဒီအချိန်မှာဒီမှန်ကန်တဲ့အတိအမြင်ကိုပဲအခြေခံပြီးတော့ဘုံဘုံတို့အဆင်ပြေအောင်ရင်ဆိုင်ရမှာဟုတ်လားပြုစုမဲ့လူတွေစီးတွေဝါတွေအသုံးမကျဘူးလို့ဆိုလိုတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့မတက်နိုင်တဲ့နယ်ပယ်တစ်ခုရှိနေတယ်ဆိုတာကိုကြိုးပြီးတော့မြင်ထားဖို့လိုတယ်ကျမကြီးပျက်စီးလာပြီယုတ်ခန္ဓာကြီးဖောက်ပြန်လာပြီအဲ့ဒီအနေထားရောက်လာပြီဆိုလို့ရှိရင်ဆေးဝါးတွေမတက်နိုင်တဲ့နယ်ပယ်တစ်ခုပြုစုမဲ့လူတွေစောင့်ရှောက်မဲ့လူတွေအားမပေးနိုင်တဲ့မတက်နိုင်တဲ့မပြုစုနိုင်တဲ့နယ်ပယ်တစ်ခုရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့စိတ်ပဲဟုတ်လားစိတ်တွေကဆင်းရဲနေတယ်ပူလောင်နေတယ်စိုးရိမ်နေတယ်ကြောက်ရွံ့နေတယ်ထိတ်လန့်နေတယ်ကြောက်ပြက်ခတ်နေတယ်တုန်လှုပ်နေတယ်ဘယ်နဲ့လုံမလို့ဟုတ်လားအချမ်းဘလောက်ရှိရှိကုသရာရှိတွေဘလောက်ရှိရှိပြုစုမဲ့လူတွေဘလောက်ရှိရှိသူ့အတွင်းထဲမှာသူ့ပြဿနာဖြစ်နေတာအဲ့ဒီပြဿနာကိုအဲ့ဒါတွေနဲ့ရှင်းလို့ရမလားမရဘူးဟုတ်လားအဲ့ဒီပြဿနာဘာနဲ့ရှင်းရမလဲဆိုတော့စိတ်မှာအတိညာဏ်ရှိအောင်လှုပ်ထားတဲ့အနေအထားမျိုးနဲ့ပဲရှင်းလင်းနိုင်တာ
ခုဒီဒေသနာလေးတိုင်းဒီစကားလေးကိုကပ်ပြီးတော့ပြောမယ်ဆိုရင်တော့စိတ်မှာယောဂကင်းမှအဲ့ဒါကိုရှင်းနိုင်မှာအဲ့တော့စိတ်မှာယောဂတွေရှိနေလို့ရှိရင်အယုတ်ယောဂနှိမ့်ဆက်တဲ့အချိန်မှာအဲ့ဒါစိတ်ယောဂအကြီးကျယ်ထလာမှာအခုအမှန်တိုင်းပြောရရင်တော့ဘုံဘုံတို့ကစိတ်ယောဂတွေနဲ့နေတာဒါပေမဲ့ဒီအချိန်ကျတော့ကိုကယောဂလေးကပြီးတော့ပြင်းပြင်းထန်ထန်မရှိသေးတဲ့အခါကျတော့အသက်အရွယ်လေးတွေကလည်းငယ်သေးတယ်ကျမကြီးလေးကလည်းကောင်းသေးတယ်ဟာကိုသွားကြံသွားမယ်စားကြံစားမယ်ကြည်ကြံကြည့်မယ်ဟာဟုတ်နေတာပဲလေဟုတ်လားခန္ဓာကိုယ်ကြီးကအဲ့ဒီအခွင့်အရေးကအမြဲတမ်းပေးမှာလားဘယ်ပေးမလို့ဟုတ်လားတစ်ချိန်ကြာလို့ရှိရင်သွားရံမသွားနိုင်ဘူးစားရံမစားနိုင်ဘူးလှုပ်ချင်မလှုပ်နိုင်ဘူးဟာကြည်ကြံမကြည့်နိုင်ဘူးဆိုရယ်လာအောင်မှာဟုတ်လားအဲ့ဒီလာတဲ့အချိန်ကြာတော့စိတ်ကခံနိုင်မလားစဉ်းစားရမယ်နော်ဒါကြောင့်မလို့ဒီဒေသနာလေးကိုဒီစကားလေးကိုအများကြီးအလေးထားစေခြင်းဟုတ်လားကာယေရောဂံတိတိခါယစိတ်တေရောဂံစိကိစ္စတုကိုယ်မှာဖြစ်နေတဲ့ယောဂါကိုသီးခံ၍နောက်စိတ်မှာဖြစ်နေတဲ့ယောဂါကိုကိုပါဟုတ်လားကာယေရောဒုက္ခိတောကာယရောဂေပိစိတ်တွေနေတာမေတတိစိတ်မှာယောဂါကင်းလို့ရှိရင်နောက်ခန္ဓာကိုယ်ကြီးဖောက်ပြန်လို့ယောဂါတွေနှိမ့်ဆက်တော်လည်းပဲချမ်းချမ်းသာသာနေလို့ရတယ်တဲ့ဟုတ်လားအဲ့တော့ဒါလေးကိုလည်းပဲအသေးစိတ်ဘုံဘုံတို့စဉ်းစားတတ်စေခြင်းနဲ့ပေါ့ဟုတ်လားကိုယ်မှာဖြစ်နေတဲ့ယောဂါကိုသီးခံ၍ဆိုတာကဆေးမကုရဘူးဆိုတဲ့အဓိပ္ပာယ်ထိပြောတာမဟုတ်ဘူးဟုတ်လားဆေးဘလောက်ကုသီးခံတဲ့အရည်အသွေးမရှိရင်ယောဂါကိုရင်ဆိုင်တဲ့နေရာမှာလည်းပဲအဆင်ပြေအောင်မှာမဟုတ်ဘူးဟုတ်လားဆေးဝါးလည်းပဲဆေးဝါးအနေနဲ့ပြုစုမဲ့လူကလည်းပြုစုမဲ့အနေနဲ့လိုအပ်တယ်လို့ဘာလဲလိုအပ်တော့သီးခံဖို့လည်းလိုသေးတယ်နော်ဟာနည်းနည်းလေးဖြစ်တာကိုပဲသီးမခံနိုင်ဘူးရှိကအမြဲတမ်းဒီအခြေအနေကြီးကိုရံဖြစ်နေတယ်တယောက်တည်းရံဖြစ်နေတာတော့သူများနဲ့ဖြစ်နေတာမဟုတ်ဘူးကိုဖြစ်နေတဲ့အခြေအနေကြီးကိုကိုကလက်မခံနိုင်ဘူးဘာလို့ဖြစ်ရတော့ငါမှဖြစ်ရလေချင်းဟာငါမှဖြစ်တာလည်းမဟုတ်ပါဘူးတကယ်ကဟုတ်လားဒီဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဇူးမှလည်းတားနေတာမဟုတ်ဘူးဒီဟာကြီးကိုလက်မခံနိုင်ဘူးလက်ခံနိုင်တဲ့အသိဉာဏ်မှမရှိပဲကိုအဲ့တော့လက်မခံနိုင်တော့ဘာဖြစ်တော့ရံဖြစ်တာပေါ့ပထမတော့ကိုတယောက်တည်းဖြစ်နေတာပဲကိုယ်စိတ်နဲ့ကိုယ်ဖြစ်နေတာဒီတွေ့နေတဲ့အခြေအနေကြီးနဲ့ဖြစ်နေတာတွတ်အချိန်ပြည့်ရံပဲဖြစ်နေတာဆန့်ကျင်နေတာကန့်ကွက်နေတာဟုတ်လားဒါကြီးကိုနောက်တယောက်တည်းရံဖြစ်လို့အားမရတော့ဘူးဆိုရင်ဘယ်သူနဲ့ဖြစ်မှာတော့ဟာဘေးကလူနဲ့တကယ်ဖြစ်လိမ့်မယ်ဗျအဲ့ကြရင်ဘုံဘဟိုတော့ကနားလဲရေုံပေါက်လို့အကြီးအကျယ်ဖြစ်ဟုတ်လား2လ3လလောက်ကောင်းကောင်းအိတ်လို့မရဘူးဒီနာကြီးကအမြဲတမ်းအတန်တွေကလည်းစူးညံပြီးတော့အမြဲတမ်းကြိုက်နေအဲ့တော့ကိုယ့်ဟာကိုယ်ခဏခဏရံဖြစ်နေမကြည်မနဲ့ဖြစ်ညအိတ်တာတော့မှကောင်းကောင်းသူကအိပ်ပျော်တယ်လို့လည်းသိမရှိပါဘူးအိမ်မက်ထဲမှာလည်းအဲ့ဒီဝေဒနာကြီးပဲရှိနေတယ်ဟုတ်လားအဲ့တော့နောက်တော့သူကဘာဖြစ်လောင်ဆိုဘေးကလူတွေပါနေထိုင်နေစိတ်တိုးနေတာပေါ့နော်နည်းနည်းလောက်အဆင်မပြေတာလေးမဖြစ်လိုက်နဲ့သူအခန့်ကြီးကရှိနေတာလေမကြည်နဲ့တာကြီးကရှိနေတဲ့အခါကျတော့အဲ့လိုမျိုးဟုတ်လားအဲ့တော့ပြောရင်တာကခန္ဓာကိုယ်ကြီးပေါက်ပြန်လာပြီယောဂါတွေနှိမ့်ဆက်လာပြီဆိုရင်ဆေးဝါးတွေပြုစုမဲ့လူတွေမလိုအပ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနောက်ထပ်လိုအပ်ချက်အကြီးကြီးတစ်ခုရှိနေသေးတယ်အဲ့ဒါဘာလဲဆိုတော့သီးခံခြင်းပဲသီးခံနိုင်ဖို့လိုတယ်ဒါကြောင့်မလို့ရုပ်ယောဂါကိုသီးခံလို့ပြောတာခက်တာကအဲ့ဒီသီးခံတယ်ဆိုတဲ့ကိစ္စကအတိညာမရှိရင်မခံနိုင်ဘူးတကူနားလေတဲ့လောက်လက်ခံနိုင်တယ်လက်ခံနိုင်တဲ့လောက်သီးခံနိုင်တာခုဘုံဘုံတို့သီးမခံနိုင်ဘူးဆိုတော့အဲ့ဒီကိစ္စကိုနားမလဲလို့ဟုတ်လားအဲ့ဒီကိစ္စကိုနားမလဲဘူးအဲ့တော့ဒီဝေဒနာတွေကိုနားလည်အောင်လုပ်မယ်ဒီယောဂတွေကိုနားလည်အောင်လုပ်မယ်ဒီဟာတွေကဒီလိုအကြောင်းကြောင့်ဒီလိုတွေဖြစ်တယ်ဖြစ်ပြီးရင်ဘလို့ဖြစ်သွားတယ်သူတို့ရဲ့သဘာဝကိုအသေးစိတ်နားလည်အောင်လုပ်ထားရင်သူတို့အပေါ်မှာရံဖြစ်တယ်ဆိုတာနည်းသွားတယ်အဲ့တော့ငါဘလို့ပဲစိတ်တွေနဲ့သူ့ကိုရံဖြစ်နေတော့လည်းပဲနောက်တုံ့ပြန်နေတော့လည်းပဲ तू ကတော့နည်းနည်းမှမလျှော့ပါလား तू ကတော့ဖြစ်เสียရှိတဲ့အတိုင်းဖြစ်နေတာပါလားလို့နားလည်သွားရင်ကိုရံဖြစ်နေရတာကြီးပါတော့အချီးနီးကြီးဆိုတာသဘောပေါက်သွားတယ်ဟုတ်လား तू ကကိုပြောတာကြားမှမကြားပဲနဲ့ तू ကကိုပြတာမြင်မှမမြင်ပဲနဲ့တဘာဝတည်းရ तू လမ်းစဉ်တိုင်း तू သွားနေတာဟုတ်လားအဲ့တော့ကိုကနားမလဲတဲ့အခါကျတော့ကိုပြောတာကြားလိမ့်မလားဆိုတော့ကုန်းអော်နေတာဟုတ်လားကိုပြတာမြင်လိမ့်မလားဆိုပြီးတော့အတင်းပြနေတာတဘာဝတည်းကမြင်လားအမြင်ဘူးနားလည်းရှိရင်နားနေမှာပဲမျက်နှာလိုက်တာလည်းမရှိဘူးတနာတာလည်းမရှိဘူးဟုတ်လား तू ကတော့သွားလမ်းစဉ်တိုင်းသွားနေတာဒါတိကိုကနားမလဲတဲ့အခါကျတော့ဟာဖြစ်ချင်းနဲ့မဖြစ်ချင်းဘူးဆိုတာတွေနဲ့ဘာလုပ်နေတော့ရံဖြစ်နေတယ်ရှုပ်ရှက်ခတ်နေတာဟုတ်လားဒါမှမဟုတ်သီးမခံနိုင်ဘူးဆိုတာနားမလဲလို့နော်သူ့ကိုကနားလေအောင်လုပ်လေကိုသူ့ကိုဘာလုပ်နိုင်လို့သီးခံနိုင်လေဘုံဘုံတို့ကချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုတာတကယ်တမ်းကဆင်းရဲနေတာအဆင်မပြေကြီးဖြစ်နေတာကြီးကိုမသိလို့
ဒါကြီးကဆင်းရဲကြီးအမြဲဖြစ်နေတာလို့သိရင်ချမ်းသာခြင်းလို့လည်းမရပါလားဆိုတာကိုနားလေတဲ့တစ်နေ့မှာချမ်းသာခြင်းနဲ့စိတ်ပျောက်သွားလိမ့်မယ်အခုဘုံဘုံတို့ကချမ်းသာခြင်းနဲ့စိတ်တွေမကဘူးကောင်းတဲ့အခြေအနေလေးကိုစုပ်ကန်ထားခြင်းတာတည်မြဲခြင်းတာလည်းရှိတယ်ဘာလို့တည်နေခြင်းတာတော့ဘာလို့ဒါလေးကိုစုပ်ကန်ထားခြင်းတာတော့အမြဲတမ်းပြည့်နေတယ်ဆိုတာကိုမသိလို့အမြဲတမ်းပြည့်နေတယ်ဆိုတာမသိတဲ့အခါကျတော့တည်မြဲသလိုလိုထင်းနေတာစိတ်ကမွေးတွေကငါအခုငါသေမှပဲပြည့်မယ်လို့ထင်တာမသေးမချင်းတီးနေတယ်လို့ထင်နေတာတီးလို့ပြည့်မယ်လို့ချင်းချောက်တာနဲ့ကြောက်ပြီးတီးချင်းနေတာဘာလို့တည်မြဲခြင်းနေတာတော့အမြဲပြည့်နေတယ်ဆိုတာကိုတကယ်မှမမြင်မဲကိုပြည့်နေတာကိုမြင်လို့ရှိရင်ငါဘလောက်တည်ရင်တူရင် तू ကမရဘူးဒါကြီးကဒီလမ်းစီကဒီတိုင်းသွားနေရဆိုရင်မရတာကြီးကို तू ဘယ်တောင်းဆိုတော့မလို့အဲ့တော့မရတာကိုမရမှမသိတော့ရမယ်လေလားဆိုတော့ဘာလို့တာတော့တောင်းဆိုနေဟုတ်လားဒါကြောင့်မမြဲတာကိုမသိတော့မြဲခြင်းနဲ့မြဲအောင်လုပ်တယ်မမြဲတာကိုမကြိုက်ဘူးတရားခံပါတော့မမြဲနေတာကိုမသိတာဟုတ်လားအဲ့လိုပဲဆင်းရဲနေတာကိုမသိဘူးမသိတဲ့အခါကျတော့ဒီဆင်းရဲတုံးဆင်းရဲခဲကြီးကိုပဲပါတော့ချမ်းသာအောင်မလားမျောလင့်နေတာဟုတ်လားတကယ်တော့ဒါကြီးကဆင်းရဲကြီးပဲဆိုတာသိလို့ရှိရင်ဆင်းရဲတာကို तू ဘာလုပ်နိုင်မလို့လက်ခံသွားနိုင်မယ်ပေါ့သဘောပေါက်ရလားဒါဘုံဘုံတွေးမိတာလေးကိုပြောပြတာပါဟုတ်လားအဲ့တော့ပြောရင်တာကဘာတော့ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုတီးခံရမယ်ဘယ်အတိုင်းတာတိဘုံဘုံတို့တီးခံနိုင်မလို့ကိုသိတဲ့လောက်တီးခံနိုင်မှာပါကိုမသိတဲ့လောက်တီးမခံနိုင်ဘူးတကယ်ရှိတီးမခံဘူးဆိုတဲ့လူတွေကအသိဉာဏ်အလွန်နည်းလို့အဲ့ဒါတီးမခံနိုင်တာပဲဒါပဲဟုတ်လားဒါကြောင့်ရုပ်ခန္ဓာကြီးရဲ့သဘာဝတွေကိုအများကြီးသိအောင်လုပ်ဒါပဲအားကိုးရရှိတယ်တကယ်တမ်းကဟုတ်လားတီးခံနိုင်ရင်အကုန်ကြည်လဲနေတာပဲခက်လက်ခက်တယ်နော်ရတဲ့အကျိုးကျေးဇူးကလည်းအကြီးကြီးပဲတီးခံတယ်ဆိုတာဟုတ်လားအဲ့တော့တီးခံခြင်းဆိုတာကိုဘုံဘုံတို့ပိုင်ဆိုင်ခြင်းတယ်ဆိုလို့ရှိရင်အသိဉာဏ်ကိုပဲမြင့်အောင်လုပ်ဟုတ်လားလုံးဝသိသွားပြီဆိုတဲ့ဒီနေ့လုံးဝသဘာဝတရားနဲ့ရံဖြစ်မှာမဟုတ်ဘူးကိုဘုံဘုံတို့သဘာဝတရားနဲ့ပတ်လုပ်နေတာနော်ရံဖြစ်နေအသိမခံဘူးဆိုတာသဘာဝနဲ့ရံဖြစ်နေတာသဘာဝဘက်ကလျှော့မလို့ထင်သလားနော်ကိုကသာမသိလို့လုံနေတာဟုတ်လားဒါမှမဟုတ်ရုပ်ခန္ဓာကြီးဖောက်ပြန်နေတာကိုဘာလို့အောင်တော့သိခံရမယ်စိတ်ခန္ဓာကိုသာလင်ကျမ်းမာအောင်ရှိကုရမယ်ဟုတ်လားဘာဖြစ်လို့တော့ဒီအချက်ကအလွန်အရေးပါတယ်စိတ်ခန္ဓာကိုသာဘုံဘုံတို့ကတကယ်ကျမ်းမာအောင်လုပ်နိုင်မယ်ဆိုရင်အတိတွေနဲ့ဉာဏ်တွေနဲ့ပညာတွေနဲ့တကယ်တောင့်တင်းလာပြီနားလည်မှုတွေနဲ့စိတ်ကအယံကိုပဲနော်ခိုင်မာနေပြီကျမ်းမာရေးအယံကောင်းနေပြီဆိုရင်ဒုက္ခိတောကာယရောဂေပြီရုပ်ခန္ဓာကြီးမကျမ်းမာလို့နော်ယောဂါတွေဖိစီးနေတဲ့ကြားရရပဲအဲ့ဒီလူဟာချမ်းချမ်းသာသာနေနိုင်နေတယ်။ကင်ဘလောက်ကောင်းတော့ဒါပဲအကောင်းဆုံးဆေးနော်ဒီဥစ္စာကဟုတ်လားနော်ဒါကြောင့်မို့လို့ရုပ်ယောဂနဲ့စိတ်ယောဂရုပ်ယောဂဆိုတာကုလို့မရဘူးလို့ပဲပြောကြပါစို့ရလဲအခုအခိုက်အတန့်တားနိုင်တာကိုလူတွေကရတယ်ထင်နေတာဟုတ်လားပြီးတော့လည်းဘာဖြစ်သွားတာတော့သွားတာပဲမနေ့ကဆရာဝန်မကြီးတယောက်လှမ်းပြီးတော့မက်ဆေ့ပို့ထားတယ်တော့သူတို့ရဲ့အထက်ကညွန်ချုပ်ဆရာဝန်ကြီးအခုကိုဗစ်ဖြစ်လို့ ICU ထဲရောက်ဟုတ်လားဆရာဝန်ကြီးတွေပဲလေဟုတ်လားစဖြစ်တဲ့ဆံကဘလို့ချင်းနေရှိပြီဆိုတာသူတို့မသိပဲနေမလားသိပြီမဲ့လို့လည်းပဲတကယ်တမ်းဒါကြီးကဖောက်ပြန်နေတဲ့အခါကျတော့သူတို့မှရှိတဲ့အကောင်းဆုံးဆေးတွေနဲ့မလုပ်ဘဲနေမှာတော့မဟုတ်ဘူးလုံးပါပဲလုပ်တဲ့ကြားတွေကပဲသွားတာပဲဟုတ်လားဒါပြန်ပြောက်ခြင်းလဲပြောက်လာမယ်ပြန်ပြောက်လဲပဲပြီးရင်ဘာလို့သွားမှာပဲဒီကိုဗစ်နဲ့မသေးလို့ကိုဗစ်ကိုပြောက်အောင်ကုနိုင်လဲပဲပြီးတော့ဘာလို့သွားမှာပဲကိုဗစ်ထဲဆိုးတာလာမှာပဲဟုတ်လားကိုဗစ်ထဲဆိုးတာဘာတော့သေခြင်းပေါ့ဟုတ်တယ်မို့လားကိုဗစ်မဖြစ်လဲသေမှာပဲလေအဲ့တော့ဒီခန္ဓာကိုယ်ကြီးမှာဆိုးတာကြီးကပါပြီးသားပဲတကယ်ကဟုတ်လားမြေကြီးတွေကထွက်တွေကစမှုလေးတွေဟာမြေမုံလေးတွေကိုခေါင်းမွရွက်ပြီးတော့ထွက်လာတယ်လို့စာတွေကတော့ဥမာပေးတာဟုတ်လားနာရတဲ့သဘောသေတဲ့သဘောကြီးရွက်ပြီးတော့ဘုံဘုံတို့ကဘဝကိုနော်ဘဝဇလန်းထွက်လာကြတာဟုတ်လားကလကာမပြီးတော့ကားလိမ့်မပြီးတော့ထွက်လာကြတာဟုတ်လားကကြမယ်ဆိုတော့ထွက်လာတာဘာရွက်လာတာတော့အိုချင်းနာချင်းသေချင်းရွက်ပြီးတော့ထွက်လာအဲ့ဒါနဲ့ဇက်သိမ်းရမှာနော်ဒါကြောင့်မို့လို့ရုပ်ခန္ဓာကြီးနော်ဖောက်ပြန်ပြည့်စည်တာကိုမကြမ်းမာတာကိုဘာလို့ရမလို့တီးခံ၍တဲ့စိတ်ခန္ဓာကိုစေကုပါနော်စိတ်ခန္ဓာမှာနော်ယောဂကင်းမယ်ဆိုလို့ရှိရင်ရုပ်ခန္ဓာကြီးဖောက်ပြန်နေတဲ့အနေအထားမျိုးမှာတောင်မှဒီလိုကဘာဖြစ်နိုင်တော့ချမ်းချမ်းသာသာနေနိုင်နေတဲ့အဲ့ဒါအနာဂတ်မှာဘုံဘုံတို့အတွက်အားကိုးရဖို့ခုတည်းကစပြီးတော့ကြိုပြီးတော့ရှာတာဟုတ်လား
ဒါအိုရင်းနာခြင်းနဲ့ရှင်းပြီးတော့ဘုံဘုံကတွေးမိတဲ့စကားလေးကိုပြောတာတရားစကားလေးကိုရုပ်ခန္ဓာကြီးကအိုမှာနော်ဘလောက်အလှပြင်းပြင်းဟုတ်လားကြီးလေးအိုလေးအိုမှာပဲအဲ့ဒါတချို့ကလက်မခံနိုင်တော့ဟာခွဲကြစိတ်ကြပြင်းကြဆင်းကြပိုးတောင်ကြီးကခက်သေးတယ်ဟုတ်လားရုပ်ခန္ဓာကြီးကထိန်းလို့မရဘူးအိုမှာပဲဒါပေမဲ့စိတ်ခန္ဓာကတော့လှအောင်လုပ်လို့မရဘူးလားရတယ်ဟုတ်လားအဲ့ဒါလေးကိုဘုံဘုံတို့ကစဉ်းစားရမယ်နော်ဒါတပိုင်းပြောတာနော်အကယ်၍စိတ်ခန္ဓာကအပြည့်အဝလှသွားမယ်ဆိုရင်ဘာဖြစ်သွားမလို့သူတော်ကောင်းဖြစ်သွားမယ်သူတော်ကောင်းဖြစ်သွားမယ်နော်အမြင့်မြတ်ဆုံးအထွတ်အထိပ်ကိုပဲရောက်သွားမယ်ဒါပေမဲ့အဲ့ဒီရှုထောင့်ကလည်းပဲကြည့်ပြီးတော့ကိုယ်စိတ်ကလေးကိုကောင်းအောင်လုပ်ရမယ်အည်သွေးရှိအောင်ဟုတ်လားနောက်ထပ်ရှုထောင့်တစ်မျိုးကဘာတော့ရုပ်ခန္ဓာကိုယ်ကြီးကတော့နာတဲ့ဘက်ကိုရှုပြီးတော့သွားနေတာပဲတားလို့မရဘူးမနာသေးတာပဲရှိတယ်ဟုတ်လားပြီးရင်ဘာတော့နာပါနော်အဲ့ဒီနာလာတဲ့တနေ့မှာစိတ်ကလေးချမ်းချမ်းသာသာနဲ့ကြည်ကြည်လင်လင်လေးနေနိုင်အောင်ကဘာလို့ထားဖို့လို့တော့စိတ်ခန္ဓာကိုရှေးကူထားဖို့လို့တယ်အဲ့ဒါကဟာဖြစ်ပြီဆိုတော့မှဟာငါစိတ်ကြီးခိုင်မာတောင်းတင်းအောင်လုပ်မယ်ဆိုလို့တိတ်ပြီးတော့မလွယ်ဘူးဘုရားဟောထားတာအပြည့်စုံရှိပြီးသားနော်နာတဲ့အချိန်မှာသူတော်ကောင်းတရားကိုလိုက်နာဖို့မလွယ်ဘူးလို့ဘုရားဟောတာမနာခင်ကစလှုပ်တာဒါမနာခင်ကတော့ဘယ်သူမှတိတ်ပြီးတော့အမှတ်မရပါဘူးကိုကကိုစောနဲ့ကိုကတ်နေတာနာပြီဆိုတော့မှဖះရောင်ရောင်တရားရောင်ရောင်လုပ်ကြတာများတယ်ဟုတ်လားတကယ်ကမနာခင်ကစလှုပ်ထားမှနာတဲ့အချိန်မှာအယံသင့်ဖြစ်မှာဟုတ်လားခွာမနာခင်တော့ထင်တယ်လို့နေနာပြီဆိုတော့မှဟဲဟိုတရားကိုလေးဖွင့်မောင်းဘာလေးလုပ်ပြမလို့ညာလေးလုပ်ပြမှာဟာသိပ်ပြီးတော့မလွယ်လှဘူးရဲ့ထင်တယ်လို့ကြီးဟုတ်လားအဲ့ဒီကြတော့မှတချို့ကလည်းတရားကိုတန်တရားဝင်ကြတာရှိသေးတယ်ကိုတက်တက်လုံးအသုံးမကျခဲ့တာကိုမမြင်ဘူးလေဟုတ်လားတကယ်တမ်းတရားဆိုတာနာမလှုပ်ဖို့ကလှုပ်လို့ရတော့မလွယ်ဘူးလို့ဘုရားဟောတယ်မရဘူးလို့တော့ဟောတာတော့မဟုတ်မလွယ်ဘူးလို့ဟောတယ်ဟုတ်လားမလွယ်ဘူးဆိုတော့ခက်တာပေါ့နော်အဲ့တော့အတင်းကြီးဘုံဘုံတို့အားဆိုင်ပြီးတော့စင်စင်ရည်ကြီးလှုပ်ရမယ်အနေထားကြတော့မှပဲငါလှုပ်မလားလွယ်လွယ်ကူကူကောင်းကောင်းမွန်မွန်အနေထားတော့လှုပ်မလားကိုယ့်ကိုမေးုံရှိတာပဲလေဟုတ်တယ်မဟုတ်လားခက်တော့မှလှုပ်မယ်ဆိုလို့ကတော့အဆင်မပြေဘူးဆိုတာကိုတည်းကကြိုးပြီးတော့မလှုပ်ထားမှာတော့နားလေထားမယ်သိထားမယ်ဟုတ်လားအဲ့တော့စိတ်ခန္ဓာကိုရှေးကုဖို့ဆိုတော့လည်းဘာနဲ့ကုမလို့ခုနကတော့တတိပဋ္ဌာန်တရားပဲရှိတာပဲဟုတ်လားတတိထားပြီးတော့ဒီရုပ်တွေနန်းတွေဟာဘလို့သဘောရှိတယ်လဲဆိုတာကိုအမှန်ကန်သိတဲ့ပညာကိုရအောင်လုပ်ရမှာအဲ့ဒါဆိုလို့ရှိရင်ဒီစိတ်ကိုနာကျင်စေတဲ့အခန့်ခက်စေတဲ့နောက်ကိလေသာတရားတွေဟာတဖြည်းဖြည်းနဲ့မဖြစ်သွားမှာတော့နေပါသွားမှာပဲဟုတ်လားဒါကြောင့်မို့လို့ဒါဒီကနေ့အချိန်လဲစိတ်နေပြီလို့ထင်တယ်နော်အချိန်လဲစိတ်နေပြီလို့ထင်တယ်အဲ့တော့ဘယ်နှမျိုးပြောလိုက်တော့နှစ်မျိုးနော်အဓိကအိုခြင်းနာခြင်းဟုတ်လားအဲ့ဒါရဲ့ဆန့်ကျင်ဘက်ကဘာရှိမလို့လှပခြင်းနဲ့ကျမ်းမာခြင်းအဲ့ဒါရုပ်ခန္ဓာကိုယ်ကြီးကိုတော့မအိုအောင်မနာအောင်ဘုံဘုံတို့လုပ်လို့မရဘူးဟုတ်လားအဲ့တော့ဒီစိတ်ခန္ဓာကိုပဲဘုံဘုံတို့တွေလှပအောင်ဟုတ်လားစိတ်ခန္ဓာကိုပဲကျမ်းမာအောင်ဘာလို့မလို့ကြိုးစားရမယ်အဲ့တော့ဒီကထာလေးနှစ်ပုဒ်ကိုပြန်ပြီးတော့ဏိကုံးချုပ်အလေးအနေနဲ့ပြန်ပြောပြမယ်နော်အဲ့ဒါလေးပြောပြီးတော့အဆုံးသတ်ရအောင်ဟုတ်လားကာယေမလံမုပိခာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလေတံတော်ပုတိကာယောပိပူဇီတောကာယေမလံမုပိခာယခန္ဓာကိုယ်မှာဖြစ်နေတဲ့အညစ်အကြေးကိုလေးလျူရှု၍စိတ်တေမလံစဒောဝတုစိတ်မှာဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းစင်အောင်ဆေးကြောပါလေစိတ်တေဟိနေမလေတံတော်စိတ်မှာအညစ်အကြေးကင်းသည်ရှိသောအဲ့ဒီသူတော်ကောင်းကိုပုတိကာယောပိပူဇီတောပုတ်သောခန္ဓာပင်ရှိပါတော့လည်းပဲပူဇော်ထိုက်တယ်တဲ့သူတော်ကောင်းကိုဖြစ်သွားတာပေါ့နော်နောက်ဒုတိယကထာလေးကဘာတော့ကာယေရောဂံတိတိခာယစိတ်တေရောဂံစိကိစ္စတုဒုက္ခိတောကာယရောဂေပိစိတ်တေနိရာမေတတိကာယေရောဂံတိတိခာယယုတ်ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုသီးခံ၍စိတ်တေရောဂံစိကိစ္စတုစိတ်ခန္ဓာမှာဖြစ်နေတဲ့ယောဂါကိုပြောင်းစင်အောင်တန့်ရှင်းအောင်ပျောက်ကင်းအောင်ကုသပါလေဟုတ်လားစိတ်မှာယောဂကင်းလို့ရှိရင်စိတ်တေနိရာမေတတိစိတ်မှာယောဂကင်းသည်ရှိသောနော်ဒုက္ခိတောကာယရောဂေပိယုတ်ခန္ဓာကိုယ်ကြီးဖောက်ပြန်လို့ယောဂနှိမ့်ဆက်နေတဲ့အနေအထားမျိုးမှာတောင်ချမ်းချမ်းသာသာနေနိုင်တဲ့အလွန်တန်ဖိုးရှိတဲ့အစုံအမလေးတဲ့နော်ဒါကြောင့်မို့လို့ဘုံဘုံတို့ခန္ဓာကိုယ်ကြီးကအိုခြင်းသည်နာခြင်းသည်ကိုရှေ့ရှုနေတာထို့ထက်တစ်ဆင့်သိခြင်းသည်ကိုလည်းရှေ့ရှုနေတာဟုတ်လားဒါကြောင့်မို့လို့နော်တကယ်လုံးလို့ရတဲ့တကယ်လဲလှုပ်တဲ့နော်ဒီယုတ်နံခန္ဓာနော်နှစ်ခုနဲ့ပေါင်းပြီးတော့တိဆောက်ထားတဲ့ဒီဘဝကိုနော်ရုပ်ပိုင်းဆိုင်ရာကိုသိပ်ပြီးတော့နော်အရေးမထားပဲနဲ့စိတ်ပိုင်းဆိုင်ရာကို
နော်အရေးထားပြီးတော့အရေးကြီးတယ်လို့နားလည်ပြီးတော့မလုပ်ဖို့လို့တော့တင်တောင်တင်တယ်ဖြစ်အောင်လုပ်ဖို့လို့တယ်ကြမ်းကြမ်းမာမာဖြစ်အောင်လုပ်ဖို့လို့တယ်ဘာနဲ့လုပ်မလဲလို့မေးလို့ရှိရင်တတိပဋ္ဌာန်တရားနဲ့လုပ်ရမယ်ပေါ့နော်တတိထားတဲ့နီးနဲ့ကိုယ်စိတ်ခန္ဓာကိုလှပအောင်နော်ပြုပြင်ရမယ်မွမ်းမံရမယ်ဟုတ်လားတတိထားတဲ့နီးနဲ့ကိုယ်စိတ်ခန္ဓာကိုကျမ်းမာအောင်တောင့်တင်းအောင်ပြုစုပြောထောင်ရမယ်ဒါပဲရှိတယ်နော်ဒါကြောင့်မလို့တတိဆိုတဲ့အပ္ပမဒတရားကိုလက်ကင်ထားပြီးတော့ကိုယ့်ရဲ့နာမ်ခန္ဓာကိုနော်လှပအောင်တင့်တယ်အောင်နော်ကြိုးစားပြီးတော့ပြင်ဆင်နိုင်ကြတယ်ကိုယ့်ရဲ့နာမ်ခန္ဓာကိုကျမ်းမာအောင်တောင့်တင်းအောင်ပြုစုပြောထောင်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုလို့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအမြဝေရနော်ဒီဓမ္မဒါနလူရှင်တွေကသူ့ရဲ့မိခင်ဖခင်တွေကိုအဓိကအမြဝေသည်ဆိုဝိုင်းပြီးတော့အမြဝေကြတာပေါ့နော်။ကဲအားလုံးလိုက်ပြီးတော့ဆိုရမယ်။အရှင်ဘုရားဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းပြုလုပ်အထောက်အပ်သောကုသိုလ်ကောင်းမှုအစွတ်စွတ်ဤဖို့ပါကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍၎င်းကိုယ်ဆောင်နှံများကျောင်းဆောင်နှံများသာသနာတော်ဆောင်နှံများတကူ80ပတ်နှင့်ဤဆုံးကြကုန်သောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအစထား၍၎င်း30ဘုံကျင်လီကုန်သောတတ္တဝအနန္တတို့အားအညီအမျှဧဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေ